ကိုဟာရုပ်ပဲထားစီချင်ဘယ်ချိန်ထွက်မှာလဲ ဒီလည်းမိလားဟုတ်ဒီဘက်လားဒီဘက်က9နာရီ9နာရီ17ခွဲ ကျွန်တော်9နာရီပဲ9နာရီ နှစ်ဆောင် ငါ့ကိုရကြတာပြည့်ရတယ်မြို့ဘက်လုံးရှိပါလား အော်မြို့ပါပဲဟုတ်ဘယ်လောက်လဲမသိဘူး မြို့ဘက်လည်းမထောင်ကြတယ် ဟိုဟာလေ100 1000 100တန်ဒီမှာ1000တန် ဘာကွာလုံးမသိ800ရ1000လား100တန်ကအာဘီ1000တန်ကဟိုဟာဘီရမျိုးနောက်ထပ်တော့ကွာဘောကရိုးရထား100 ဘာစီမှာ ထောင်နေပြီ 1000လည်းမဟုတ် ဟုတ်လေ1000တန်မရှိဘူးလေ ထောင်နေပြီတော့လည်းမရှိကြမှာထောက်ချ အော် ဒီတရားပါလား ထောက်တော့ ဒီတရားပါလားဆိုပါတယ်ကိုရောက် ဒီပါ ဟိုကဒီရမျိုးကနေ့နေ့ကျမှထွက်တာညနေ4နာရီခွဲ5နာရီခွဲနှစ်စီး ဟုတ်ကဲ့ဟုတ်ဝက်ခရီမှာ channel ဆိုတော့ကျွန်တော်ဒီ video လေးကရုပ်ပဲထားစီမှာပေါ့ကျွန်တော်တယောက်တည်းမဟုတ်ဘူးဘေးတော့ကျွန်တော်ဖော်လာနဲ့ ထုံးစံတိုင်းပါပဲကျွန်တော်တို့ကတော့မနေ့စားလည်းမချွေးပါဘူးဘာမှလည်းမစားရသေးပါဘူးယထာရင်စီးဖို့လာခေါ်ပါတယ်အိမ်ကို first day ပြန်ပြောအောင်ကွာတို့ကြောင့်ကလေးသွားမှာတော့ သူကြောင့်လေးသွားမှာတခါမှလည်းမရောက်ဘူးသူလည်းမရောက်ဘူးကျွန်တော်လည်းမရောက်ဘူးအဲ့ဒါကိုသူကြောင့်လေးသွားမှာဆရာတော်ဟာ ရှူရှောင်းပါကွာတည်ရ ချောင်းကျွန်တော်အခုရထားစောင့်နေရပါ9နိုင်ထိုးတော့မယ်ရထား9နိုင်လာမယ်โอเคတော့ငါသားလေးပါနည်းနည်းပြောပါ ကျွန်တော်ကထဲကိုရောက်ရှိလို့လာပြီကျွန်တော်စားထွက်တယ်တော့လက်မထက်တဲ့လူကြတယ်9နိုင်လို့တော့ပြောလိုက်တာပဲဒါပေမဲ့9နိုင်နဲ့12မိနစ်လောက်မှရောက်တယ်ကျွန်တော်တောင်းအောင်ဖြစ်ပါတယ်တော့ကြောင်ကလေးကို တောင်ကျိုးကလေး စားရအောင်နော်စားရတယ်ပဲစားရပြောကြတယ်အားလုံးမုံလေးနဲ့ရောချိုးလဲပါတယ်စားလဲပါတယ်အဲတထောင်ပဲရောက်နေကြည့်ကြပါလေဆောင်းလားမျိုးပါတော့မြေးစားလို့ရတယ် ကြောင်လေးမရဘူး အဲ့ကိုနေပါရင်ဘာလဲစိတ်ပူကြချီတန်ငါလေးပါတယ်ပေါ့ ဘာငါလေးပါတက်လာဘေးလေးနဲ့တော့အောင်တိုးတိုးနေမဟုတ်ဘူးဘယ်အောင်ကျွန်တော်ဒါအခုလက်မစစ်တဲ့ချိန်ပေါ့နော်ကျွန်တော်အခုပစုံတော်ကနေမြေတာညွှန်ရောက်နေအောင် ဟုတ်တယ်ပြောပါ မြေတာမျိုး အဲ့တော့တို့ကြောင်ကလေးကိုသွားမှာတို့ကြောင်ကလေးသွားလို့မရတယ်ကျွန်တော်တို့ပလက်ပြန်ချနေတယ်ဘယ်သွားမလဲတော့မကြည့်သေးဘူး ရှောက်ကျုံးပါဗျာပြည့်နေအကုန်ရှောင်းလို့ပြလာ အုံချင်းလာတယ်အုံချင်းကြီးလို့ရှိတယ်ထိုင်ပါရောထိုင်လို့ပြောတာ ဖိုင်နောက်နေရာပေါင်းတော့ဖြစ်ပြည့်နေအကုန်ပေါင်းထိုင်လိုက်ရှောက် တော့များနော် ကျွန်တော်အခုတရားလေးမှာဆင်းဒါလေးမြင်ဒါကြီးဆိုတော့ကျွန်တော်အခုတရားလေးမှာဆင်းမယ်အခုတရားလေးရောက်တော့ဒါလေးမှာဆင်းမယ်ကျွန်တော်လမ်းဘေးကစားတော့ဆိုင်ပါလမ်းဘေးကဆိုင်လေးတွေမှာကျွန်တော်ဝင်စားမယ်စကြည့်ပေးကြပါဦး အဲ့မှာတော့ပြန်ပါမယ် ဟုတ် က
လေးကိုရောက်ရှိတယ်လို့တဲ့ပထမဆုံးကကျွန်တော်တို့နောက်ဇွန်အောင်ပြန်မဲ့ရထားကိုသွားမေးမှာဖြစ်ပါတယ်ဘယ်လိုက်လဲဆိုတော့ Hey, fine. 我员工我就找老板。 ပြင် ကျွန်တော်ကြားတယ်ကျွန်တော်ကြိုဝယ်ရအောင်လက်မလေးပါကျွန်တော်တရားလေးပူရမှာဆေးပြီးကျွန်တော်ချီဦးတဲ့ရတော့နေရပါဒီပုံဝင်နေတာမှာပေဆောက်ဆိုင်ကောင်းလဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်တွေ့ရကိုယ်ဝင်ဆွဲမှာပေါ့နော် လက်ရရစ်ကိုယူလာတော့ကြီးလာနော်လက်ရလေးက နှကောင်တော့ရှောက်သွားဆိုင်ဘက်ရှာလေကားလာမရောရောက် ကြောင်ပြောင်းနေဟိုတခါတော့ဆိုင်ပြောင်းနေဟာ ဆိုင်လဲပြောက်ဆိုကြောင်လဲပြောက်နေပါတော့ရောက်ဆိုတော့ကျွန်တော်ရှာရင်ဒေါ်နီမိုဟင်းကားဆိုင်တွေ့တယ်ဝင်ကြည့်လိုက်တော့ Finally we get it ကျွန်တော်ကူတော့10နိုင်နဲ့10မိနစ်ပေါ့အဆုံးတော့ကျွန်တော်ဆိုင်နဲ့ဆိုင်ယူခဲ့ဒေါ်နီဆိုတဲ့ဘွန်းကားဆိုင်ရတော့ကိုလည်းတော့မသိဘူးစားကြည့်မှသိကြဘူးနောက်မှကျွန်တော် ready ပေးမယ်မှာပါဒီမို့ဆက်ချိုးလိုက် ယူတော့ကြည့်တယ်ဟာဘာမှမနိုင်ဘူးဆိုတော့ ထိုင်းရှင် ထပ်ဖို့ပို့ပြီ မရောအဲကြောက်မရိုင်းကင်မရာညွှန်ကြည့်ပါ ငါရောဒီကမှပြောင်းနေငါဈေးကြည့်ရမလားဒီက45လောက် ဆိုမဆို ဒီလိုတီးလိုက်တီးထုတ်လိုက်တာนี่တော့ ဟောစား လက်ထောက်လိုက်တယ် အစီမပါစားမဆိုမရစီ မလဲလာကြပါ ကျွန်တော်အခုပစံတော်ဘူရာကြီးကိုပြန်သွားဖို့လဲပြန်သွားဖို့လဲကျွန်တော်ရထားဆောင်နေအောင်နော်ရထားအချိန်ကတော့7:15ပါအဲ့အချိန်မှာရောက်မှာအခုမှကျွန်တော်10:00ခွဲပဲရှိသေးတယ်အဲ့တော့အေးတယောက်တစ်ခုကိုစီနဲ့တောက်ပြီးဆောင်နေလိုက်တော့ကပ်ကပ်ဘာပဲကြည့်ရစောလားဝှေ့ဆွဲပါအောင် โอเคပါဆိုတော့ဒီနေ့ဗီဒီယိုရဒီလောက်ပါပဲ
ကျွန်တော်နောက်ဗီဒီယိုတွေမှာဒီရက်ကောင်းတဲ့ဗီဒီယိုလေးတွေတင်ပေးပါမယ်ဆိုတော့ like and subscribe နေပြီပေါ့အားလုံးပဲကျေးဇူးတင်ပါတယ်